အတူပါလိုက်ဖို့ရလူတွေကြည့်ဦးမသားတစ်ခေါက်ကြောင်း10ကောက်ဆိုတဲ့သဘောအတုပကမ္မထံကိုရှုနေလို့ခံနေတယ်ဟိုအကြောင်းဒီအကြောင်းပြောပြီးစိတ်မကောင်းကြအောင်ဆောင်လို့လူတွေမောတော့ကိုယ်ကိစ္စကိုကိုယ်ကစိတ်မကောင်းကြအောင်ဆောင်သူ့ကိစ္စကိုကိုယ်ကစိတ်မကောင်းကြအောင်ဆောင်ဒါပဲလူမှုရေးလို့ပြောနေကြတာမသိပါဘူးကွာဒီပါပဲဖြစ်ဖြစ်ပါလောကကြီးနဲ့အံဝင်ခွင်ကြဖြစ်ဖို့သူတို့တွေကြည်ရလောကကြီးနဲ့အံဝင်ခွင်ကြဖြစ်အောင်နေရကြတာအဲ့နဲ့လောကကြီးကမတရားမှာလေကွာလူတွေကအဲ့လိုပူပင်တောကစိတ်တွေနဲ့ရောက်ရခတ်လာပြီဆိုရင်လောကကြီးမတရားဘူးဆိုတဲ့ဇာတ်နဲ့လောကကြီးကိုပြစ်တယ်ပုံချလောကကြီးဆိုတာကမတရားတာလည်းမဟုတ်တရားတာလည်းမဟုတ်သူကသူအေးအေးဆေးဆေးနေတာမတရားတာလူတွေကွာအဲ့လိုမတရားတာကလေလောကကြီးကိုစောင့်ရှောက်နေလောကပါဠတရားတွေခေါင်းပါနေလို့ပဲ